င်္ဂလာပါဒီနေ့တော့ဝါက social media မှာဘာတွေဖြစ်နေတဲ့မြောက်ကလေးပန်းချော်ကြောင်းကိုပြောပြချင်တယ်သူ့ရဲ့ဇလန်းကရိုးရှင်းပေမဲ့ဝါတို့အိမ်တလုံးဝယ်တော့မဲ့အခါမေးထားလို့မရတဲ့သင်ခန်းစာတစ်ခုကိုပေးနေတယ်လို့ပဲမိခင်ဆွန့်ပစ်တာခံရတဲ့သူ့ရဲ့ဘဝဟာသနာစရာလေးပါသူ့စီကိုဒေါ်လာ20တန်နဲ့ရိုးရှင်းတဲ့အယုတ်လေးတစ်ယုတ်ရောက်လာခဲ့တယ်မတ်ကတော့ဒါကိုအယုတ်တစ်ယုတ်ထက်ပိုတာကိုတွေ့ခဲ့ရတယ်သူအားကိုးရမဲနေချိန်မှာမိခင်တယောက်လိုနှွေးထွေးမှုပေးနိုင်တဲ့တစ်ဖက်ထိုင်ုံနဲ့တင်သူ့အတွက်လုံခြုံမှုအပြည့်ပေးနိုင်တဲ့ safe space လေးဖြစ်နေတာကိုအားလုံးတွေ့မြင်ရမှာပါတကယ်တော့ patch လေးကဒီရုပ်လေးရဲ့ဈေးနှုန်းကိုသိမနေပါဘူးသူ့ကိုပေးနိုင်တဲ့နှွေးထွေးမှုကိုတော့ကောင်းကောင်းခံစားရပါတယ်ဝါတို့အိမ်လုံးရွေးချယ်ရမယ်ဆိုရင်ဈေးနှုန်းနဲ့အလှပတွေမကပဲဝါတို့ချေရတဲ့သူတွေအတွက်စိတ်ပိုင်းဆိုင်ရာဘယ်လောက်ထိလုံခြုံမှုပေးနိုင်တယ်လဲဆိုတာကိုပါထည့်သွင်းစဉ်းစားရမယ်လို့ဝါထင်ပါတယ်။ကိုမိသားစုအတွက် safe space လေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဝါဆုတောင်းပေးလိုက်ပါတယ်။နောက်ထပ်အကြောင်းအရာတွေကိုသိချင်ရင် follow လို့လုပ်ခဲ့ဖို့မင်းနဲ့နော်။ကျေးဇူးပါ။